အပိုင်းသုံးမှာတော့ M Channel ဟန်နဘီရဲ့အခန်းထဲကိုရောက်လာခဲ့ပြီးတော့လျှောက်သားလဲအဲ့ရကလေးပေါ်မှာသူတို့ရဲ့အိမ်ကိုလေးတွေနဲ့စောနေကြပါတယ်။ပြီးတော့စာအုပ်တွေဖတ်နေကြပါတယ်။ခဏကြာလာတော့သူတို့နှစ်ယောက်လည်းအိတ်ချင်လာတာကြောင့်လျှောက်သားကတကယ်တည်းမှာအတူတူဝင်အိတ်လိုက်ပါတယ်။ဒါပေမဲ့အန်ချန်ကတော့ဟန်နဘီရဲ့ကိုသေးအနက်ကြောင့်အိတ်ပျော်ဖြစ်နေခဲ့ပါတယ်။အခုတည်းကမှဟန်နဘီအပေါ်မျိုးသားတဲ့သိဖြစ်နေတဲ့ M Channel အတော်လေးကိုအနီခတ်နေပါတယ်။အောင်ဆုံးမှာတော့ M Channel မရတော့ဘူးဆိုပြီးတော့မိန်းကလေးအချင်းချင်းဟန်နဘီရဲ့နှကန်းကိုကစ်ပေးလိုက်ပါတယ်။အစားကတော့ဟန်နဘီကကြောင်ပြီးတော့ကြည့်နေပေမဲ့အန်ချန်ကတော့မိုဂျီနဲ့ဟန်နဘီကချစ်သူတွေလာလို့မေးလိုက်ပါတယ်။ဟန်နဘီကလည်းသူ့မှာခရက်တယောက်ရှိတယ်ဆိုပြီးတော့ပြောလိုက်ကအဲ့ဒီခရက်ကအခြားတယောက်ကိုကြိုက်နေရကြောင်းမိုဂျီနဲ့အပေးယူတခုနဲ့ဟန်ဆောင်ချစ်သူတွေအဖေနေကြတာလို့ပြောလိုက်ကသူတို့နှစ်ယောက်ကတကယ်ချစ်သူတွေမဟုတ်ဘူးဆိုပြီးလည်းပြောလိုက်ပါတယ်။ဒါကိုကြတော့ဟန်နဘီကိုတပတ်သက်ချင်းနေတဲ့အန်ချန်တယောက်လည်းဝမ်းသာမျက်ရည်တွေကျသွားခဲ့ပါတယ်။ပြီးတော့ဟန်နဘီမသိအောင်သူကအမြဲတမ်းအရေးတကြီးနဲ့အနောက်ကနေတိုက်ကြည့်နေတာဆိုပြီးတော့လည်းပြောလိုက်ကသူစိတ်တွေထိပေးရတော့တာကြောင့်အန်နဘီစီကနေခွင်တောင်းပြီးတော့အန်နဘီရဲ့လက်ကိုခံပြီးတော့ဘလာဘလာတွေဖြစ်သွားခဲ့ကြပါတယ်။နောက်ပြီးသူချင်းနေရဆိုတဲ့အကြောင်းမှာသူမကပြောလိုက်ပါတယ်။ဒီလိုနဲ့မနေ့ရောက်လာတော့အမ်ချဲလဲပြန်သွားပြီးအန်နဘီကတော့အကျွေးကပါမှာခြားခြားလဲပြီးတော့အန်ရှောက်နေနဲ့မူကြီးကိုခရက်နေတဲ့ကောင်မလေးတယောက်နဲ့တွေ့ပြီးတော့အဲ့ဒီကောင်မလေးကမူကြီးကိုသူကလွှဲပြီးဘယ်သူမှချစ်လို့မရဘူးဆိုပြီးလည်းပြောလိုက်ပါတယ်။ဒါပေမဲ့အန်နဘီကတော့သူ့အယုံနဲ့သူဆိုတော့အဲ့လာတွေကိုခေါင်းနဲ့မထားခဲ့ပါဘူး။တတိယရောက်တော့အန်နဘီလည်းမိုဂျီရဲ့ပုံနံပါတ်ကိုကြည့်ပြီးတော့သူရဲ့ချီရတဲ့နာရုမီနဲ့မိုဂျီကိုနှစ်ယောက်တည်းကတယောက်ကိုခတယောက်ကိုရွေးလို့ရွေးရမှမသိဖြစ်နေပါတယ်။အချင်းဆိုတဲ့အရာကလည်းအတော်လေးကိုထူးဆန်းပါတယ်။လိုတာမရရတော့မလို့ပါ။အခြားတစ်မှမှာတော့မိုဂျီကလွန်ခဲ့တဲ့လင်းနေကကောင်မလေးတယောက်နဲ့ဘလာဘလာတွေဖြစ်ခဲ့တာတွေကိုအိမ်မက်မက်နေတာဖြစ်ပြီးတော့အိမ်ဟာကနုံနုံချစ်မှာပဲသူ့ရဲ့ဆောင်လေးကိုမကြည့်လိုက်ကရွှေပြပြအဆက်လေးတွေစောင်းမကတ်နေတာကိုတွေးလိုက်ရပါတယ်။မိုဂျီကတော့သူစိတ်အရန်လှုပ်ရှားနေကိုဖြစ်တာဆိုပြီးတော့တွေးနေတော့မှပဲသူ့ရဲ့နာကိုဟန်နမီတယောက်လည်းရောက်လာပါတယ်။မိုဂျီကတော့သူမကိုမြင်ပြီးတော့လန့်နေပါတယ်ဒါပေမဲ့လည်းသူရဲ့အေးဆက်လေးတွေကိုမြင်သွားမှစိုးရိမ်နေကြောင်းသူထပ်ပြီးတော့အိတ်ချင်သေးတယ်ဆိုပြီးတော့ဆောင်းကိုခေါင်းမှုချုံလိုက်ပါတယ်ဒါပေမဲ့လည်းဟန်နမီကအခန်းမြင့်ကိုတွန်သွားတဲ့အပြင်သူရဲ့ဘေးမှာဝင်ပြီးတော့သူရဲ့မွေးချက်မှုတွေအတွက်မိုဂျီကိုဖတ်ထားတာကြောင့်မိုဂျီတယောက်လည်းအနီးခတ်လာပါတယ်ရေဘေးနဲ့အသားချင်းကလည်းနီးကပ်လာတာကြောင့်ငကိုရီးယားမှာအိမ်မကအရှိန်မတည်သေးတဲ့မူကြီးတယောက်လည်းသူရဲ့ဆန္ဒတွေကိုပြီးစီးဖို့အတွက်ဟန်နမီကိုခွင်နှောင်းပြီးတော့နေအောင်လုံးလဲပလာပလာတွေဖြစ်သွားခဲ့ပါတယ်တာပလာပြီးမှာတော့ဟန်နဘီကကိုနေပါတယ်ဘာလို့ဆိုသူချစ်တဲ့သူစီကနေမရတဲ့အရာတွေကမူကြီးစီကနေရနေတာဖြစ်ပြီးတော့ဗီဒီယိုနဲ့ကျန်တာမှုတွေပေးတဲ့မူကြီးကိုလည်းသူချင်းနိုင်ကိုကြိုးစားခြင်းနဲ့ဆိုပြီးတော့မျက်ရည်တွေနဲ့ပြောလိုက်တော့မူကြီးလည်းသူမနဲ့တက်တူမျက်ရည်တွေအစမပြတ်ကျနေပါတယ်ဒီလိုနဲ့နေရာသားကစိတ်အပြင်းပြေဖို့အတွက်မိုးတိုင်တစ်ခုမှမိုးတူတူတွားစားနေတဲ့စကားတွေပြောနေကြပါတယ်ခဏကြာတော့အဲ့ဒီဆိုင်ကိုနာရုပီနဲ့အာဂါနီနဲ့ရောက်လာပါတယ်အဲ့ဒီမှာဇလန်ကရှော့ဖြစ်သွားပါတယ်ဒီလတွေ့တဲ့ကချစ်ချင်တဲ့နာပြောမှာအန်နီမီနဲ့မူချီကသူတို့ချစ်တဲ့သူတွေနဲ့ထပ်ပြီးဆုံလိုက်ရတော့မင်းကိုဝယ်လာပြီးတော့အရှိကကိန်းဖို့ပကံတိုင်းကိုမျက်ရည်တစ်စက်တည်းပြုတ်ကျသွားပါတယ်အာဂါနီကတော့နာရုပီကိုဟန်နီဘီကငယ်ရွယ်နဲ့ရီစားထားလို့နာရုပီရဲ့အရှိမအိုဘာတွင်းနေဆုဖြော်ပြီးတော့အရန်တွေဝေပြပြီးနေရာကနေထွက်သွားပါတယ်သူတို့ထွက်သွားတော့မူဂျီနဲ့ဟန်နေပြီးလဲဘယ်သူမှအာမနာတော့ပဲရှယ်ကိုနေကြပါတယ်လူနဲ့နောက်တစ်နေ့မနေ့ကြောင်းရောက်တော့ဟန်နဘီကအာဂါနီရဲ့အနောက်ကိုသွားပြီးတော့ကျောင်းစရနာရိုမီတွေကချစ်သူတွေလားလို့မေးလိုက်ကအာဂါနီကတော့သူနဲ့ကကျောင်းနေပဲတငယ်ချင်းတွေလို့ပြောလိုက်ပါတယ်ဒါကိုကြားတော့ဟန်နဘီကသူရဲ့စိတ်ဝင်စားချက်တွေကိုနှစ်သိမ့်ပေးခြင်းလို့အခုလိုပြောနေရလားဆိုပြီးတော့တွေးနေရင်လည်းနေရသားကတယောက်မျက်နှာတယောက်ကြည့်နေပါတယ်အဲ့ဒီကျောင်းခေါင်းလုံးကတီးတာကြောင့်အာဂါနီလည်းသူရဲ့အတဲကြီးရောက်လာပြီးမလို့ဟန်နဘီကိုနှုတ်ဆက်ပြီးတော့အတန်းတဲကိုဝေပေးသွားပါတယ်